ဘိုင်စစ်တရဲ့စောင့်တော့အာမနူကလမ်းပိတ်ထားခဲ့ပြီးလူကူတိုတို့အုပ်စုကတော့အကောင်းဆုံးအကြံကိုတိုင်ပြနေခဲ့ကြပါတယ်ဘုံမူကြီးကတော့ဘယ်လိုပဲဖြစ်လူစုကိုင်းကိုတိုက်ခိုက်ရဲတဲ့လူကူတိုကိုချီကျူးနေခဲ့ပြီးအဲ့ဒါကပဲသူတို့အားလုံးရဲ့တက်တီကိုနှုတ်ထားစေခဲ့တာပါအဲ့ဒါကြောင့်အားလုံးကအတူတူတိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးအာမနူစီပြေးဝင်သွားကအဲ့ဒီအချိန်အာမနူကမိသက်စီဘူးနဲ့ထုတ်ပြန်လာခဲ့ပြီးဘုံမူကြီးနဲ့ဝတ်တုတ်ကမောက်သွားခဲ့ကြပါတယ်တကူမြင်တော့အာမနူကဝမ်းသာနေခဲ့ပြီးလူတို့ရဲ့စောက်တုံးမကြိုက်လို့ရက်ကိုဟာတိုက်နေခဲ့ကလူတို့လည်းအဲ့လိုမဟုတ်ကြောင်းညင်းနေခဲ့ပြီးအာမနူကိုတိုက်ခိုက်ဖို့လှုပ်လိုက်ပြီးမဲ့ခါစဲနူကချို့လာခဲ့ပါတယ်ဖြစ်ချင်တော့ခါစဲနူကပေါက်ကိုကပ်ပြီးနမ်းလာခဲ့တာကြောင့်အားလုံးကလည်းဘာလုံဟာတွေဖြစ်သွားခဲ့ပြီးတကယ်တော့အဲ့ဒါကရန်နူဖြစ်နေခဲ့ပြီးခါစဲနူလိုဟန်ဆောင်ခဲ့တာပါဒါကိုပောက်ကွဲသွားတဲ့အာမနူကသူ့ကိုလိန်လို့တင်းနေခဲ့ပြီးရန်နူကအကြောင်းအရာတစ်ခုကိုရှင်းပြလာခဲ့ပါတယ်အဲ့ဒါကတော့၃ယောက်သားငယ်စဉ်ကတည်းကရုပ်ရောအတန်ရောတူညီခဲ့ကြတာပါအာမနူကအကြီးဆုံးဖြစ်ပြီးပုံမှန်မဟုတ်တဲ့အရာတွေကိုပဲလုပ်နေခဲ့ပါတယ်ဒါကြောင့်သူမကမိတ်ကပ်ပညာကိုလေ့လာခဲ့ပြီးရန်နူနဲ့ခါစဲနူကိုစက်ကျင်ဘက်လင်းပုံစံဖြစ်အောင်ဖန်တီးခဲ့ပါတယ်အဲ့လိုနဲ့၃ယောက်သားလည်းနေ့တိုင်းလိုပြဿနာတွေရှာနေခဲ့ကြပြီးဖြစ်ချင်တော့အာမနူကလူမိုက်လို့ဖို့ကြံစည်ခဲ့တာပါအဲ့ဒါကြောင့်၃ယောက်သားလည်းဦးညီချမကန်အုပ်စုတဲကိုဝင်လိုက်ကြပြီးတရက်မှာတော့ရန်နူဘက်ကလူကူတိုကိုတွေ့ပြီးနောက်ပိုင်းပြောင်းလဲသွားပါတယ်ဒါကိုပောက်ကွဲသွားတဲ့ခါစင်းနူကလူကူတိုကိုတုတ်တင်ဖို့အတွက်ကြံစည်ခဲ့ပြီးမဲ့အာမနူကတော့အဲ့လိုလုပ်ဖို့လက်မခံခဲ့ပါဘူးလက်ရှိမှာတော့ရန်နူကအာမနူနဲ့တိုက်ခိုက်နေခဲ့ပြီးပူအားတန်တဲ့အာမနူကအသာစီးရနေခဲ့ပါတယ်ရန်နူကသူကမိန်းကလေးဖြစ်တာကြောင့်ကျန်းကိုတက်ပြီးချစ်တဲ့သူနဲ့ပျော်ချင်ခဲ့တာပါဒါကြောင့်သူကချစ်ချင်းပဲကန်ချက်တွေကိုပြုလုပ်နေခဲ့ပြီးအာမနူကလည်းလဲမျိုးကိုပါပြစ်ကန်လိုက်ပါတယ်အဲ့ဒီအချိန်ရန်နူကပြန်ထလာခဲ့ပြီးသူကန်ချက်တွေနဲ့အာမနူရဲ့မျက်ခွက်ကိုကန်ပေးလိုက်ပြီးကာထားတဲ့လဲတွေကိုပါဖြတ်ကန်ပေးလိုက်တာပါဒါကြောင့်အာမနူလည်းအံ့ဩသွားကစက်တက်ကန်ချက်တွေနဲ့ပြန်ကန်လိုက်ပြီးမဲ့ရန်နူရဲ့ကန်ချက်ကြီးကဝမ်ဘတ်တဲ့ကိုဝင်လာခဲ့ပါတယ်အဲ့ဒီလိုနဲ့တိုက်ပွဲကပြင်းထန်လာခဲ့ပြီးအစုံတဲ့ဝမ်ဘတ်ကန်ချက်ကိုခံလိုက်ရကဒါကြောင့်သူလည်းနာကျင်သွားခဲ့ပြီးအာမနူလည်းသူ့ကိုပြစ်မထားဖို့ကိုတောင်းပန်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူကူတိုလည်းအပေါ်ထက်ကိုတက်လာခဲ့ပြီးအပေါ်ထက်မှာတော့ចောင်းသားတွေကမောင်းနေကြကအဲ့ဒီအချိန်စာတင်ကန်းထဲကိုစကုတ်ခံလိုက်ရပြီးထူဆန်းတဲ့ပစ္စည်းတွေပါရှိနေပြန်ပါတယ်ဖြစ်ချင်တော့ရာဆာယာကပေါ်လာခဲ့ပြီးဂျာဘူးကြီးနဲ့စောက်ခွက်ကိုပါပေးရိုက်လိုက်တာပါရာဆာယာကသူကဦးနီချီမာဂိုင်းတဲ့ကိုဝင်ပြီးနောက်ပိုင်းမှာတန်မာလုံးနဲ့ဘဲကြီးတွေကိုတွေးလိုက်ရပြီးမဲ့ဘယ်သူကမှမနစ်သက်ခဲ့ပါဘူးခုလက်ရှိမှာတော့လူကူတိုကိုချင်းမိနေခဲ့ပြီးတန်မာသူကိုဖြစ်စီဖို့အတွက်သူ့အတွင်ကိုပြောင်းချလိုက်ပါတယ်နောက်ပြီးပါလာတဲ့ကြောက်ပိုးကြီးနဲ့တောက်ပေါင်းစုံကနေရိုက်လာခဲ့ပြီးလူကူတိုလည်းအန်ကျပြီးခံရကအဲ့ဒီအချိန်ရဆရာကမြင့်လုံးအုပ်ကိုတက်ပေးလာကမိတော့ကြောက်ပိုးနဲ့ရိုက်ဖို့ကိုပြင်ဆင်လိုက်ပါတယ်ဒါကိုရိပ်မိသွားတဲ့လူကူတိုကလက်တီးနဲ့ရန်ထုံနေခဲ့ပြီးရာဆရာရဲ့စိတ်ထဲမှာတော့အာကြီးတဲ့သူကိုနှိမ့်ဆက်တာကိုကြိုက်နေခဲ့တာပါဒါကြောင့်လူကူတိုကိုမြောက်ဝင်ကြီးလိုမြင်နေခဲ့ကပိုပြီးနှိမ့်ဆက်ပေးဖို့ကိုကြံစီလိုက်ပါတယ်ဒါပေမဲ့လူကူတိုကမြင့်လုံးအုပ်ကိုဆွဲဖယ်လိုက်ပြီးသူနဲ့ဝေးနေပြီးဖို့ပြောလာခဲ့ကရန်နူနဲ့အာမနူကို3မိနစ်ထဲနဲ့သိခဲ့တယ်လို့ဂျင်းထဲလိုက်ပြီးဖြစ်ချင်တော့ဒါကိုပို့ပြီးအကြိုက်တွေ့သွားတဲ့ရာဆာယာကကြောက်ဖို့ကြီးနဲ့ပါထရိုက်လာပြီးတစ်ချက်မှာတော့ပြုတ်ကျနေတဲ့ပလင်းကိုနင်းမိလိုက်ပြီးပလင်းပေါက်အပြင်ကိုလွှတ်ထွက်သွားပါတယ်ဒါကြောင့်လူကူတိုလည်းဖမ်းထားပေးလိုက်ပြီးရာဆာယာရဲ့စိတ်ထဲမှာတော့သူရဲ့ကောင်းလို့မြင်နေခဲ့ကဒါကြောင့်သူ့ရဲ့နှလုံးကပူခုန်လာခဲ့ပြီးလူကူတိုရဲ့ပုံရိပ်ကပူပြီးကြီးထွားလာတာကြောင့်ရှော့ရပြီးတတိလျက်သွားတော့တာပါအဲ့ဒီနောက်မှာတော့ခေါမိုးထက်ကိုရောက်ရှိလာခဲ့ကလူချီကလည်းအဆောက်တွေအားလုံးရှုံသွားပြီလို့ကြေးမိသွားခဲ့ပါတယ်အဲ့ဒီအချိန်ရန်နာနဲ့အိုတိုကတော့အာရပါရတိုက်ခိုက်နေခဲ့ပြီးလူချီလည်းလူကူတိုကိုဖိထားလိုက်ကနောက်ပြီးပွဲကိုအေးဆေးထိုင်ကြည့်ဖို့နဲ့စိတ်လို့နေတဲ့ရန်နာကိုအားပေးဖို့အတွက်ပြုံးနေတော့တာပါတစ်ဖက်မှာလည်းရန်နာကအိုတိုကိုအဆုံးသတ်ဖို့အတွက်လုပ်နေခဲ့ပြီးအဲ့ဒီအချိန်လူကူတိုကဝင်လာခဲ့ကခြေရသူကိုမြင်ခါမှစိတ်လျှော့သွားပြီးဓာတ်ကိုချပြီးခေါင်းစီကျိုးကိုပေးလာခဲ့ပါတယ်နောက်ပြီးလူကူတိုကိုအရန်ခင်ခဲ့ပြီးမဲ့အိုတိုကိုတော့တတ်မယ်ဆိုပြီးပြောနေတော့တာပါအကြောင်းကတော့သူငယ်ကလေးကဖိုက်တာလုပ်ခဲ့ပြီးလူတွေကိုရိုက်ရတာလည်းပျော်ရွှင်မှုလူဖြစ်နေခဲ့ပါတယ်လက်ရှိမှာတော့သူကလူကူတိုကိုလမ်းခွဲဖို့ပြင်ဆင်ထားခဲ့ပြီးအနားမှာရှိရဲ့အန်ဒီရဲ့ဖြစ်စေတာကြောင့်ကိုလန်းကိုရှောက်ဖို့ပြောနေခဲ့ပြီးဒါကိုကြားတော့လူကူတိုလည်းနာကျင်နေခဲ့ပြီးအခုလိုစိတ်တွေဖြစ်လာတာကတက်တူကြောင့်ဖြစ်ပြီးလူကူတိုလည်းငူနေခဲ့ပါတယ်ဒါကြောင့်သူကတန်မာလာဖို့အတွက်ဆုံးဖြတ်လိုက်ပြီးရန်နာကတော့လက်မခံခဲ့ပါဘူးဒိုချီကတော့သူ့နောက်လိုက်ဖို့အတွက်ပြုံးနေခဲ့ကရန်နာလည်းကြောခိုင်းပြီးတော့ထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်လူကူတိုကလမ်းဆွဲထားခဲ့ပြီးရန်နာကိုလူချင်းရင်သူ့ကိုတိုက်ခဲ့ဖို့ပြောလာခဲ့ကတောက်ကိုပောက်ခွဲသွားတဲ့ဒိုချီကတော့လူကူတိုကိုရံမှုလာခဲ့တာကြောင့်ရန်နာကဝင်တားလိုက်ပါတယ်တစ်ဖက်မှာလည်းလူကူတိုကဗန်ဝမ်ထူဖို့ပြောလာခဲ့ပြီးဒိုချီလည်းဝမ်ဘိုက်ကိုပါ
ထိုးပေးလိုက်ကဒါကြောင့်လူကတိုလည်းနာကျင်သွားခဲ့ပြီးဆောက်ခွက်ကိုလက်သီးနဲ့ပြန်ထိုးပေးလိုက်ပါတယ်နောက်ထပ်ထိုးဖို့လုပ်နေခဲ့ပြီးမဲ့လည်းဝမ်းဘိုက်ကိုသာထက်ထိုးခံလိုက်ရပြီးစပင်ကိုဆွဲကကျမ်းပြင်နဲ့ပါဆောက်ပေးလိုက်တာပါဒါပေမဲ့စောက်ကြောတင်းတဲ့လူကတိုကပြန်ထလာခဲ့တာကြောင့်ဒိုချီလည်းလက်ကိုကင်ပြီးချိုးပေးလိုက်ပါတယ်အဲ့ဒီအချိန်ကန်ချက်တစ်ခုကဝင်လာခဲ့ပြီးဖြစ်ချင်တော့ရန်နူကလည်းရောက်လာခဲ့ကရန်နူကသူနဲ့တက်ခိုက်ဖို့ပြောနေခဲ့ပြီးမဲ့လူကတိုကတားနေခဲ့ပြီးသူ့ခွန်အားနဲ့ဆက်တိုက်မယ်လို့ပြောနေခဲ့ပါတယ်အဲ့ဒီအချိန်အိုဆာနတာလည်းရောက်ချလာခဲ့ကဟီမီနိုလည်းဆိုင်ကယ်နဲ့ပါဝင်လာခဲ့ပြီးပုံမူကြီးကတော့လူကတိုရဲ့စူးစမ်းမှုကိုပြန်သုံးသပ်နေခဲ့ပြီးအားလုံးနဲ့အတူတူတိုက်ခိုက်ဖို့ပြောလာခဲ့ပါတယ်ဒိုချီကတော့ပြေးဝင်လာတဲ့ရန်နူကိုတီးပေးလိုက်ပြီးအိုဆာနတာကိုခြေထောက်ကနေဆွဲပြီးလွတ်ပစ်ပေးလိုက်တာကြောင့်ဟီမီနိုလည်းလိုက်ဖိုင်းနေခဲ့ပြီးလူကတိုကိုဆွဲပြီးတော့ကင်ပေါက်လိုက်ပါတယ်ဒိုချီကတော့တန်မာတဲ့ရန်နာကိုသာလူချင်နေခဲ့ပြီးသူ့ရဲ့အကြောင်းကိုပြောနေခဲ့တာပါတကယ်တော့သူကငယ်စဉ်ကတည်းကအနိုင်ကျင့်ခံရပြီးအဲ့လူမိုက်ကိုချိန်ချောက်ဖို့အတွက်ပူမိုက်တဲ့ကောင်တွေရဲ့နောက်ကိုလိုက်ခဲ့ရပါတယ်အဲ့လူနဲ့ရန်ပွဲတွေနဲ့နေသားချလာခဲ့ပြီးပိုတန်မာတဲ့အဖွဲ့ဝင်တွေကိုရရှိခဲ့ပြီးမြဲအဝိရီရဲ့အဖွဲ့ကိုတုတ်တင်သွားတဲ့ရန်နာကလည်းပေါ်လာပြန်ကအဲကဆလို့သူလည်းရန်နာကိုဆွဲလန်းလာခဲ့တာကြောင့်ဂိုင်းထဲထည့်ပြီးတင်ပတ်ဖို့အတွက်ကြံစည်လာခဲ့ပါတယ်လက်ရှိမှာတော့လူကတိုလည်းဒိုချီရဲ့ဆွေးမြောက်ခြင်းကိုခံနေရပြီးဘဲလေးကလည်းတရားတွေပါထောက်ဟုတ်နေခဲ့တာပါအဲ့ဒီအချိန်ဘူမူကြီးကစထိုးမယ်ဆိုပြီးဟန်ပြင်လာတာကြောင့်ဒိုချီကလည်းမျက်ခွက်ကိုထိုးပြီးတက်နင်းပေးလိုက်ပါတယ်။နောက်ပြီးကိုကနေဆွဲပြီးကျမ်းပြင်နဲ့ပါမေးဆက်ပြီးနေခဲ့ချိန်အားလုံးကဘက်ပေါင်းစုံကနေတက်ခိုက်လာခဲ့တာပါ။ဒါကြောင့်ဒိုချီလည်းရုန်းကန်နေခဲ့ပြီးဘဲလေးတွေကထိုးလီထလီလှုပ်လာနေတာကြောင့်ဒိုချီလည်းအားရင်ကုန်ခန်းလာခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲအုပ်စုလိုက်ပြေးဝင်လာတော့ဒိုချီလည်းကြောက်လန့်နေခဲ့ပြီးအဲ့ဒီအချိန်ရန်နာကဝင်သားလိုက်ကနောက်ပြီးတိုက်ပွဲကိုရပ်တန့်ပေးဖို့တောင်းဆိုလာခဲ့ပြီးဒူးတွေပါထောက်လာခဲ့တာပါဒါကြောင့်အားလုံးလည်းပျော်ရွှင်သွားခဲ့ပြီးခေါင်းစည်းကျိုးကိုပြန်ပေးလိုက်ကဒိုချီကတော့နာကျင်နေခဲ့ပြီးအကိုင်တို့အုပ်စုရောက်လာချိန်မှာတော့သူ့ရဲ့အရှုံးကိုလက်ခံပြီးလျက်သွားခဲ့ပါတယ်နောက်နေ့မှာတော့လူကတိုကကြောင်းလာနေခဲ့ပြီးအားလုံးရဲ့အကြောင်းကိုတွေးနေတော့တာပါခါစိတ်နူနဲ့ရန်နူကတော့ကြောင်းပြောင်းသွားခဲ့ပြီးရာဆာယာကအဲထဲကနေပျောက်သွားခဲ့ပါတယ်ဒိုချီကတော့ဂိုင်းကိုပြန်ဖွဲ့စည်းနေခဲ့ပြီးလက်ရှိမှာတော့ကျောင်းပွဲတို့ကိုရောက်ရှိလာခဲ့ကပြဿနာပြည်ဆုံးချိန်မှာတော့ရန်နာကအားလုံးကိုကျေးဇူးတင်ကြောင်းပြောနေခဲ့ပြီးအားလုံးကလည်းလက်ကုပ်ဝိုင်းတီးပေးခဲ့ကြပါတယ်နောက်ဆုံးမှာတော့အားလုံးကပျော်ရွှင်စွာနဲ့ကျောင်းသားဘဝကိုဖျက်ဆီးကြရင်းနဲ့ဇက်လန်းကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါတယ်